여러분, 내가 마 더블스야고 스라니 잡이야. 애소이 너 지션에 디뷰레오 손이 라이자 너. 이세미진, 더블스야고 소인 바이올레. ကပ္ပစီရဖို့ဆိုလို့ရှိရင်မိဖို့သဘောတရားတွေဒီလိုပုံစံလေးတွေကိုသိရတဲ့ကြောင့်စနစ်ကြတဲ့ဆောင်းရည်တွေအတည်နော်။နံပါတ်2ချက်အနေနဲ့ကတော့မိဖို့ဟောင်းတွေကိုမများ practice လုပ်ဖို့လိုအပ်ပါတယ်နော်။နောက်တစ်ချက်အနေနဲ့တော့ကိုအားနဲ့အပိုင်းတွေကိုတခြားလေးသိပြီးတော့ practice လုပ်ဖို့လိုအပ်ပါတယ်နော်။ဥပမာကိုကလေးစနစ်အားနဲ့သူလို့ဆိုလို့ရှိရင် topic audio ကိုနေ့တိုင်းနဲ့ထောင်တာမျိုးလုပ်ပြရပါမယ်။အဲ့လိုမဟုတ်ဘူးကိုက reading ဘိုင်းကိုအားနဲ့ရဆိုလို့ရှိရင်တော့ Yonsei reading book တွေကိုများလေးဖတ်ပြီးတော့ reading မိဖို့ဟောင်းတွေကိုများလေးဖြည့်ကြည့်ဖို့လိုအပ်ပြီးတော့အဲ့ဒီမှာပါတယ်မသိရတဲ့စကားလုံးတွေကိုလည်းများလေးလုပ်ဖို့လိုအပ်ပါတယ်နော်။ writing တော့ကတော့ writing အားနဲ့သူလို့ရှိရင်တော့ရေစမ်းမွန်းကျဲလေးတွေကိုကိုကဖြည့်ချင်းကြည့်ရမျိုးတွေလုပ်ကြည့်တင်ပါတယ်နော်။ 오케이, 다소이 너 제일 라이고 얘기해요. topic 좀 풀어낼 때 애들이야로 basic plan level 1 topic 1 preparation class.နောက်တစ်ခုအနေနဲ့ကတော့ level 3 flat topic 2 preparation class တွေပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ 여러분တို့2026မှာ topic 6ရဖို့အတွက်အခုပဲ like ကိုရင်းကိုလက်လာခဲ့လိုက်တော့နော်။